GSC မှာပွဲဖြစ်နေတာသိကြလား GSC ရဲ့20ပြည့်အထိမ်းအမှအားကစားပွဲတော်ကြီးပဲဖြစ်ပါတယ်ကျမရဲ့ဒီနေ့ရဲ့ blog လေးကပုံမှန်ထက်ထူးခြားပါတယ်မနက်စောစောစစ်စစ်အိယာထားပြီးတော့အားစားပွဲတွားဖို့ပြင်ဆင်ပါတယ်နက်စာအတွက်နန်းကြီးသုံးနဲ့ပိတ်ကြာလေးစားပါတယ်ဘလောက်ရှုပ်ရှုပ်စားဖို့တောက်ဖို့မမေ့တဲ့အဖွဲကပါပြီးတော့တငယ်ချင်းတွေနဲ့တူနာအားကစားကွင်းကိုတွားပါတယ်ကိုရီရောက်သွားတော့လူတော်တော်များများတောင်ရောက်နေပြီညမှာကတော့ဝင်ခွင့်လက်မှတ်တင်တဲ့စတစ်ကာလေးတွေလဲရပါတယ်ပြီးတော့အားကစားရုံလည်းဝင်ပါတယ်လူတော်တော်လေးတော့စုံနေပါပြီစောင့်ရင်းနဲ့ပဲ9နာရီလောက်ဆိုတော့အစီအစဉ်စပါပြီဒါကတော့ကျမတို့ကျောင်းကအားကစားသမားအချောလေးတွေပါဒါလေးတွေကတော့ကျမတို့လူငယ်ဘဝရဲ့အကောင်းဆုံးခိုက်တံလေးတွေပါပဲအရှိနေတဲ့လူငယ်ဘဝကိုအကောင်းဆုံးဖြတ်သန်းလိုက်ကြပါကျမကတော့လဲတန်းကျောင်းကဖြစ်တဲ့ကျောင်းမို့လို့လဲတန်းကျောင်းဝဲကိုပဲအားပေးခဲ့ပါတယ်ဒါကတော့ကျမတို့ကျောင်းကအချောလေးတွေရဲ့ကပ်ပြတ်ဖြိုရမှုပါအရင်ချစ်စရာလေးတွေတော်တော်လေးကတ်တတ်ကြတယ် God damn ဒီလုံးနဲ့ကြားရင်တော့ကပူရတယ်ဝါနာတော့ပါတယ်ပါရမီတော့ပေါင်မလာခဲ့ဘူးစိုးဆက်ပဲဘဝမှာကိုပေါ်တိုင်းလိုက်ပုံမှန်တကယ်ရင်းရှိရတယ်အကောင်းဆုံးဆုလက်ပါပဲအားစားပွဲတွေတော့စပါပြီအပိယလုံးလို့အင်ပြန်လာတော့လေချောင်းနေပါမှာအားကစားပွဲမှာအရန်အားပေးပြီးတော့ဘိုက်တွေအရန်စားလို့ဆိုပြီးတော့တငယ်ချင်းတွေနဲ့သူ 1kk ကိုကျေးဥဆိုင်ကိုတွားခဲ့ပါတယ်ကျေးဥတမယာဖြိုရင်နဲ့ယူရီးယားတင်မော်ရီတောင်းလေးပဲမှာစားလိုက်ပါတယ်ဘိုက်ရန်စားနေလို့မသိအရန်ကိုမှစားလို့ကောင်းပါတယ်တို့နဲ့ပဲတငယ်ချင်းတွေနဲ့သူစကားလေးပြောလိုက်စားလိုက်တောက်လိုက်နဲ့တကယ်ကိုမှပျော်ရွှင်ခဲ့ရပါတယ်ပြီးတော့ grad ငါပြီးတော့အင်ပြန်လာခဲ့ပါတယ်အားလုံး bye bye